အားလုံးပဲမင်္ဂလာပါ New York ရဲ့ Cherry Ban နဲ့အများကြီးပွင့်နေတဲ့နေရာကိုခေါ်သွားပါမယ်နော်နှာစီးနေတဲ့အတန်နဲ့မို့လို့အတန်တော့ခွင့်ပြုပေးကြပါဘာလို့လဲဆိုတော့ Cherry Ban ကိုသွားရိုက်ပြီးတော့3ရက်လောက်ဖျားပြီးတော့မှနှာတန်နဲ့ဖြစ်နေလို့ပါအခုပြမယ့်နေရာလေးက Hannah Point South Park ပေါ့နော်အဲ့မှာရှိတာပြီးတော့ဘေးနားမှာ East River ဆိုတဲ့မြစ်ကတောက်လျှောက်ရှိနေတော့လေဒီကောင်းလေတန်းလေးရတယ်အမျိုး view လေးရတယ်အရန်လာတဲ့နေရာလေးဖြစ်တယ်ဒါတော့တိုက်ကြီးမှာအဲ့ပုံဆွဲထားတာပေါ့နော်အရန်သဘောကျလို့ရေးလိုက်ခဲ့ရပါရှင်မင်းကတော့လေမိနစ်ကတည်းကအဲ့ cherry ban ပန်းရောင်မမြင်ဘူးပေါ့နော် cherry ban အဖြူရောင်လေးပဲမြင်ဘူးမိနစ်မှလေးရှာရှာပပိုင် cherry ban ပန်းရောင်လေးတွေ့ခဲ့တော့အားလုံးကြည့်လို့ရအောင်နှစ်လလေးရိုက်ခဲ့ပါတယ်တော်တော်များများလေးမိသားစုလေးနဲ့ပြီးတော့အမျိုးခွေးလေးတွေပါလေးနဲ့ခေါ်လာတွေ့တော့သူတို့ကိုကြည့်ပြီးတော့အိမ်အောင်တော့အရန်တည်ရအဲ့နေရာလေးမိုးကလည်းအုံနေရယ်လေရလည်းအရန်တိုက်နေရယ်အပြင်မှာလည်းအပူချိန်က30လောက်ပဲရှိရယ်ရာသီဥတုကအုံမမိုင်းနဲ့ဘယ်လိုပြောရမလဲမြန်မာနိုင်ငံရာသီဥတုမိုးရာသီလိုမျိုးပဲလွမ်းဆွေးစရာကြီးပေါ့အမှရာသီဥတုနဲ့ကိုယ့်ရဲ့အိမ်လွမ်းနေတဲ့ခန်းစားချက်နဲ့ပေါင်းသွားပြီးတော့အရန်ကိုကောင်းဖို့နဲ့ဒီလိုရာသီဥတုမျိုးလေးဖြစ်သွားပါတယ်cherry ban နဲ့လေးတွေကလေးတိုက်လိုက်တိုင်းမျိုးတင်းတင်းလေးတွေအနံလေးတွေရတယ်ဘေးနားမှာလည်းမြစ်ရှိရတဲ့မျိုးဒီကောင်းလေးတန်လေးရမ်းပြရပါတော့ဒီမှာအားကစားလာလောက်တာမျိုးပြေးတာလွှားတာတက်ရှူလေးချင်းနှလောက်တာအရန်ကောင်းတဲ့နေရာဖြစ်ဒီမှာလေ view ကအရန်လှရဘာလို့ဆိုတော့ဟိုဘက်အချမ်းကမဟန်တန်ရဲ့ city vibe နဲ့ဒီဘက်က cherry ban လေးတွေရဲ့ဒီတဘာဝအလှနဲ့ပေါင်းဆက်လိုက်တာအရန်ကိုပြောကြမရှိအောင် perfect အရန်ဖြစ်လို့ကြည့်ရပေါ့ဒီနေရာကလေညဘက်ဆိုအရန်လှမှာတေးကြတယ်ဒါပေမဲ့ညဘက်ကိုမသွားနိုင်လို့ပေါ့နော်နေကင်းဘက်ပဲရိုက်လိုက်ရပါတယ်ဒီမှာလေသူများမိသားစုတို့ကြည့်လို့ရှိရင်ဘောလုံးကန်နေတဲ့ကလေးလေးတွေဟိုမှာဆိုလို့ရှိရင် remove ကားလေးနဲ့စော့နေကလေးလေးမိုက်တယ်ရှင်မကတော့တယောက်တည်းမလို့ငြိမ်လေးပဲထိုင်ပြီးသူတို့ပဲထိုင်ကြည့်ခဲ့ပါတယ်ညီမနာအခုကလေးလို့မိသားစုနဲ့တူတူရှိခဲ့မယ်ဆိုလို့ရှိရင်ဒါအပတ်ပြေးနေမှာတည်ကြရင်ညင်ကိုတစ်စက်နေလို့မှရမှာဒီဘက်အဲ့ cherry ban တွေရဲ့ဘေးနားမှာသူတို့ကစားကွင်းလေးလုပ်ပေးထားရပါတော့အမှ basketball ကစားလို့ရတာလေးလည်းရှိရဲ့အကျယ်ကြီးပဲကလေးတိုက်လိုက်တိုင်း cherry ban နဲ့တင်းတင်းလေးတွေအမြဲရတယ်ပြီးတော့ cherry ban လေးတွေကနှူးညံ့နေရပဲဒါဒီဘက်အချမ်းတော့ baby လေးတွေအကြိုက်ပါတော့ short စီတာတို့ dance စီတာတို့အကုန်ရှိရဲ့အမှလျှောက်သွားရင်းနဲ့ငယ်လေးကကတွန်းကားတွေကနေအရန်ကြိုက်ခဲ့ရတဲ့တွဲလောက်ပင်ကိုသွားတွေ့ပါတယ်အားနဲ့ဝမ်းသာအားဖြစ်ပြီးတော့အပင်ကြီးကိုရှုထောက်မျိုးစုံကနေပြီးတော့ကင်မရာနဲ့ချိန်ပြီးတော့ရိုက်ပါတယ်အပင်ကြီးရဲ့ပစ္စည်းပေးနာကိုအတင်းကပ်ပြီးတော့လည်းရိုက်ပါတယ်ကင်မရာမိုးပေါ်ထောင်ပြီးတော့လည်းရိုက်ပါတယ်အားလုံးအပင်ကြီးနဲ့ထိတိခွေရိုက်လိုက်တယ်လို့ခါစားချက်ရအောင်အပင်ကြားတဲ့ကိုတိုးပြီးတော့ရိုက်ပါတယ်ပို့ပြီးတော့လှပါအောင်လင်းချင်းဖြစ်ဖြစ်လေးဝေနေရဲ့အချိန်လေးကိုရအောင်ရိုက်ခဲ့ပါတယ်ဒီပင်ကြီးကအင်္ဂလိပ်လိုဆိုရင် willow tree လို့ခေါ်ရပါတော့မြန်မာလိုဆိုရင်တော့မိုးမခအပင်ဖြစ်ပါတယ်ဒီပင်ကြီးကိုငယ်လေးကအရန်ကြိုက်ခဲ့ရတာမြန်မာနိုင်ငံမှာဆိုရင်အရန်ရှားရပါတော့တွေ့ရတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့သူတယောက်ကျေးဇူးအားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းထပ်တွေ့ပါဦးမယ်နော်အားလုံးပဲတတာ